အချို့လည်းပဲကျင့်နေကြတယ်10နှစ်ကျင့်တဲ့ပုဂ္ဂိုလ်နဲ့15နှစ်ကျင့်တဲ့ပုဂ္ဂိုလ်နဲ့အနှစ်20ကျင့်တဲ့ပုဂ္ဂိုလ်ယုတ်ဤသဘာဝလက္ခဏာယထဘူတညာမေးလိုက်ပြီဆိုရင်ဘယ်လိုလဲဖြစ်တယ်ဒါပဲပြောမှန်ပါသဘောမမိပါသဘောမမိမှန်ပါဖြစ်တယ်ဒါပဲပြောကြမှန်ပါဗျာဒါပဲတော့ဘာဖြစ်ကြတာလဲဘာပြက်ကြတာလဲဆိုတော့မေးလိုက်တယ်အထင်လေးပြက်တယ်အသံလေးပြက်တယ်အနတ်လေးပြက်တယ်ရတာလေးပြက်တယ်အတွေ့လေးပြက်တယ်ဓမ္မလေးပြက်တယ်မျက်စိကလည်းပြက်တယ်နားကလည်းပြက်တယ်နှာခေါင်းကလည်းပြက်တယ်လျှာကလည်းပြက်တယ်ကိုယ်ကလည်းပြက်တယ်မနှောကလည်းပြက်တယ်မျက်စိပြက်သွားရင်နောက်ထပ်မြင်မအောင်မလားမြင်တော့ပါဗျာကြည့်ပါဦးလားမကြည့်နိုင်တော့ပါနားကပြက်သွားလို့ရှိရင်နောက်ထပ်နားအကြည့်ဖြစ်ပါအောင်မလားဖြစ်နိုင်တော့ပါဗျာနှာခေါင်းပြက်သွားရင်နောက်ထပ်နှာခေါင်းအကြည့်ဖြစ်ပါအောင်မလားဖြစ်နိုင်တော့ပါဗျာအဲ့ဒီတော့ဒါကိုတော့မြင်အောင်ကြည့်ရလိမ့်ဦးမယ်မှန်ပါဗျာဘာကိုကြည့်ရမလဲတဲ့မျက်စိသင်္ခါရကိုကြည့်ရလိမ့်မယ်မှန်ပါဗျာနားသင်္ခါရကိုကြည့်ရလိမ့်မယ်မှန်ပါဗျာနှာခေါင်းသင်္ခါရကိုကြည့်ရလိမ့်မယ်မှန်ပါဗျာအကျိုးသင်္ခါရအကြောင်းသင်္ခါရမှန်ပါဗျာနော်အကျိုးသင်္ခါရဘယ်လိုလဲအကျိုးသင်္ခါရကြည့်မှဒုက္ခသစ္စာမြင်မယ်မှန်ပါဗျာအကျိုးသင်္ခါရဒုက္ခသစ္စာမြင်မှသမုဒိယဆိုတဲ့အကြောင်းမြင်မှသမုဒိယဆိုတဲ့အကြောင်းတရားနာပေါ်လာမယ်မှန်ပါဗျာနော်အကျိုးသင်္ခါရအကြောင်းသင်္ခါရနဲ့အကြောင်းသင်္ခါရဝိပဿနာယောဂီပုဂ္ဂိုလ်ဟာအကျိုးသင်္ခါရကဘာလဲအကြောင်းသင်္ခါရကဘာလဲအကျိုးသင်္ခါရဒုက္ခမှန်ပါဗျာအကြောင်းသင်္ခါရနာသမုဒိယမှန်ပါဗျာအကြောင်းကဘာလဲနာမှန်ပါဗျာအကျိုးကဘာလဲယုတ်မှန်ပါဗျာအကျိုးယုတ်ကဘာလဲတဲ့သင်္ခါရဒုက္ခဒုက္ခသစ္စာမှန်ပါဗျာအကြောင်းဝိပရိနာမအကြောင်းသင်္ခါရကဘာလဲတဲ့သမုဒိယသစ္စာမှန်ပါဗျာအဲ့တော့အကျိုးသင်္ခါရနဲ့အကြောင်းသင်္ခါရဘုရားကသင်္ခါရမြင်အောင်ကြည့်မှန်ပါဗျာတဲအင်ကူဆရာတော်ကြီးတရားများကိုနာယူနိုင်ရန် subscribe လေးနှိပ်ခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်